မှာဆိုလို့ဆိုတော့ရှိတယ်မြန်မာပြည်မှာစီးပွားရေးအစုံကျမအရင်တော့ကလည်းပြောတယ်ငွေတွေကိုဘယ်လောက်ထည့်ရင်ဘယ်လိုအတိုးပေးမယ်သိလားဘယ်လောက်ရာခိုင်နှုန်းလူဘယ်နှယောက်ခေါ်လာလို့ရှိရင်တစ်ခါထပ်ပြီးတော့မှဘယ်လိုရာခိုင်နှုန်းထပ်ပြီးတော့မှရအောင်မယ်ဆိုပြီးတော့မှဖြစ်တယ်เนาะကျမအဲ့တုန်းကဆိုလဲကျမအကြီးကျယ်ပြောတယ်ကျမတို့တွေရင်တုန်းကဆိုရင်ငငယ်တုန်းကကျမတို့တွေခက်ငငယ်တုန်းကဆိုရင်ခံရတယ်အေးရမြေတို့လင်းသစ္စာတို့ကျမတို့အများကြီးပါကြတယ်နောက်ထပ်ရှိသေးတယ်ဘာတွေလည်းမသိဘူးအများကြီးပဲเนาะဆိုတော့လေအဲ့ဒီတွေမှာကျမတို့တွေပါကြတယ်အဲ့ဒီလိုပဲတဖန်အဲ့ဒီနီးစနစ်ကိုပဲသုံးပြီးအခုတစ်ခါပြန်ပေါ်လာပြီတမိလောက်ရှိပြီဆိုတော့မှအဲ့တော့နီးစနစ်ပြောင်းသွားပြီဆိုလို့ရှိရင်လူတွေကဒါအတိတ်တတိချက်လို့ပေါ့နီးစနစ်မပြောင်းမဲနဲ့ဒီနီးစနစ်ကိုပဲသုံးပြီးဒီတိုင်းလိန်နေဆိုရင်လူတွေကိုတိတ်အထင်သေးရကြသွားပြီเนาะဆိုတော့မျိုးဆက်နည်းနည်းလေးချားသွားပြီဆိုတော့ဒီနီးလန်းကိုပဲသုံးပြီးတော့မှထက်လိန်လာပြီအဲ့တော့တတိထားကြနော်နဲ့ကျွန်မတွက်ပြပြီးပြောပြတယ်ဟောမကြဘူးတောင်ကြီးဘက်မှာအများကြီးပဲတောင်သူတွေပဲအရန်ကိုလိန်ခံလိုက်ရတယ်သူတို့ကကြာနာနာနဲ့လိန်တာနော်ကုမ္ပဏီရဲ့ CEO တွေ Director တွေ Managing Director တွေအမလီတိုက်ပုံအမဲတွေနဲ့လူရည်တန့်နေနော်လူရည်တန့်နေမင်းသားတွေတောင်အရှုံးပေးရတယ်ချောမလှသိလား CEO ဆိုတဲ့သူကလည်းခန့်ညာတိုက်ပုံအမဲနဲ့အမလီအပေါ်ဆုံးကနေကုမ္ပဏီ CEO အမလီ Managing Director တွေ Director အဖွဲ့ဝင်တွေအဆင့်လိုက်တိုက်ပုံအမဲတွေနဲ့အမလီ stick collar တွေနဲ့တေးချာကိုရိုက်ပြီးတော့မှအမလီသူတို့ရဲ့ဒီလက်ကန်းစာဆောင်တွေစာအုပ်တွေဆိုတာလေတခါတည်းဖျောင်းသားတွေနဲ့အကောင်းစားတွေနဲ့ကျွန်မပြောတယ်မဖြစ်နိုင်ဘူးဒီဥစ္စာလိန်တော့မှာဒီလိုပဲတထေးရောင်ဆောင်ပြီးတော့လိန်နာဒီလိုပဲအထင်ကြီးအောင်လုပ်ပြီးလိန်နာမယုံညနဲ့နော်လို့ပြောနေတော့ရှိတယ်သိန်းနဲ့ချီပြီးပါလာရှမ်းပြည်နယ်တကြောလိန်သွားတာဒီနီးလမ်းမဲ့သုံးသွားတာဘလောက်ထည့်ရင်ဘလောက်တိုးရမယ်5ချက်တိုးရမယ်10တိုးရမယ်9ချက်တိုးရမယ်လူဘယ်နှယောက်ကိုထပ်ခေါ်လာလို့ရှိလို့ရှင်ထပ်ဆောင်ဘလောက်ရမယ်ဆိုပြီးတော့မှဒီလိုမျိုးတွေတနည်းနောက်တစ်ခါလေနောက်ထပ်ရှိသေးတယ်ကားမဲတွေရောင်းတာသိတယ်မလားကားမဲတွေရောင်းတာနော်ကားမဲတွေရောင်းတယ်လေကားမဲတွေဟာဟိုဘလိုမဲတွေအဲ့လူတွေကတော့ကျမကိုဆက်ပြီးဆဲကြတော့မှာပဲဆဲစီကျမပြောမှာကားမဲတွေရောင်းတယ်ဟာ3သိန်းတို့3သိန်းခွဲအိမ်မဲတွေရောင်းတယ်မဲပေါက်တန်တွေလည်းမကြောက်နော်နှစ်အရှိန်နော်အိမ်မဲတွေရောင်းကြတယ်မဆက်ကြနဲ့ဘသူမှရည်ရွယ်ပြီးပြောတာမဟုတ်ကျမဒီလိုတွေ line မော်တွေမှာလောက်ကင်စားပြီးလိန်ညာနေတဲ့သူတွေအကုန်လုံးကိုပြောတာမလိန်ညာဘူးဆိုမညာနဲ့လိန်နဲ့ညာတယ်ဆိုရင်တော့နာနော်ဆိုတော့လိန်နဲ့ညာတဲ့သူမဟုတ်ဘူးဆိုမနာနဲ့လိန်နဲ့ညာတဲ့သူဆိုရင်တော့နာဆိုတော့ကားမေးတွေလည်းဒီလိုပဲဟာပေါက်တယ်လို့ပြောဘယ်သူပေါက်မှန်းလည်းမသိဘယ်ရောက်ပေါက်မှန်းလည်းမသိဘယ်လိုမှန်းလည်းမသိချဲကနန်း3လုံးနဲ့နော်ကားမေးဆိုချဲရောင်းတယ်လို့ပဲအကြည့်ကြီးရောင်းတာကျမတို့ချဲထိုးရင်တောင်မှ900ဘို့1000ဘို့เนาะကျမတို့ဟိုတလုံးရတော့မှဟိုကြာပါပြီလွန်ခဲ့တဲ့6လတစ်နှစ်လောက်တောင်ရှိနေတယ်အိမ်ကဥသက်တောင်မှပဲချဲ1000ဘို့လားမသိပေါက်တာဟာလားသူလည်းသူဘယ်ရောက်နေမလို့ထိုးလဲအဲ့လိုမျိုးပေါ့ဒါဆိုရင်တော့စွန့်စားပြီးထိုးတာကျမတို့တွေကเนาะဒီ900 1000ဘို့ဟုတ်တယ်လားတခါထိုးလိုက်ရင်1000လား1000ခွဲလားကုန်ရင်ကုန်သွားမယ်ဟုတ်တယ်เนาะဒီလိုအပျော်လေးကန်ဆန်းတာလေးဆိုတော့မဟုတ်လဲအခု तू ကချဲကနန်း3ခွက်နဲ့ကားမဲဖောက်တယ်ဆိုပြီးတော့မှတကွက်ကို3သိန်းကြိုက်တဲ့ကနန်း3လုံးယူ3သိန်းကွန်ဒိုတွေမဲဖောက်တယ်ချဲကနန်း3လုံးနဲ့ကွန်ဒိုတွေမဲဖောက်တယ်ချဲမပြောနဲ့နှလုံးတောင်ပေါက်လို့မလွယ်တာချဲရပိုဆိုးပေါ့အဲ့တော့ तू ကလွတ်တယ်လေမပေါက်သွားဘူးလားချဲဖွင့်သွားတယ်မပေါက်သွားဘူးလားမပေါက်သွားဘူးဆိုရင်မရဘူးလေပြီးသွားပြီမပေါက်သွားဘူးဆိုမရသွားဘူးဟုတ်လားဆိုတော့ချဲတိုင်အကြီးစားလို့ပဲဖြစ်နေတာပဲဒီလိုနီးနဲ့ရောင်းတာနောက်တစ်ခါဒါကတနည်းနောက်တနည်းကကြတော့ဘာနီးလဲဆိုတဲ့ခါကျတော့အိမ်မဲတွေရောင်းတယ်မြေခွက်မဲတွေရောင်းတယ်ကွန်ဒိုတွေရောင်းတယ်မဲတွေနဲ့လှုပ်ပြီးတော့မှကွန်ဒိုတွေရောင်းတယ်မဲတွေနဲ့နော်ဟာပြီးရင်မဲဖောက်မဲဖွင့်မဲတမဲကို1000ခွဲ2000ခွဲ3000ခွဲအစင်ပေါ့ဒီရဲ့ဖောက်မဲအိမ်ရဲ့ခြံရဲ့ပစ္စည်းရဲ့တန်ကြီးအနည်းများပေါ်မှာမူတည်ပြီးတော့မှ1000ခွဲမဲဆောင်ရည်ဘလောက်ရမယ်ဆိုပြီးတော့မှဆိုတဲ့ခါကျတော့1000ခွဲ2000ခွဲ3000ခွဲအိုးဒီလောက်ပတ်စံလောက်ကတော့ကိစ္စမရှိဘူးဆိုပြီးတော့မှလူတွေကဝယ်ကြတယ်နော်ဟာ3000ခွဲမုံစားရင်တော့မကုန်နေတာဘာဖြစ်လဲကန်ဆန်းတာပဲဆိုပြီးတော့မှဟုတ်တယ်ကန်ဆန်းတဲ့သူတွေကလူလိန်အားပေးတွေဖြစ်နေတာကန်ဆန်းတဲ့သူတွေကတော့ကန်ဆန်းနေဒီပတ်စံ3000လောက်က तू ကဘာမှမဖြစ်ဘူးဆိုပြီးတော့မှမဲတွေနဲ့ဝယ်အဲ့မဲတွေဖောက်တန်ကြားလားနှစ်တွေနဲ့ချီးနေပြီကြားနေပြီအဲ့တော့အဲ့ဒီပတ်စံနေ3000တယောက်ဆိုရင်3000 10ယောက်ဆိုရင်3သိန်းအယောက်100ဆိုရင်330အယောက်1000ဆိုရင်300အယောက်1000ဆိုရင်33000เนาะအယောက်3သိန်းဆိုရင်
သိန်း3000ကဲငွေတွေစဉ်းစားကြည့်ဒီကလူတွေကတော့3000လောက်3000လောက်နဲ့ကတော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့ဒါကိုမပြီးနိုင်မစည်းနိုင်အမြဲတမ်းလှုပ်ရှားနေတဲ့သူရဲ့အကျိုးစီးပွားဟာတယောက်ကို3000 10ယောက်ဆိုရင်3သိန်းအယောက်100ဆိုရင်သိန်း30အယောက်1000ဆိုရင်ဒီလိုနဲ့ငွေဟာဘယ်လိုဖြစ်ပြီးတော့မှပွားများသွားလဲဆိုတာစဉ်းစားကြည့်အများကြီးနဲ့လူအများကြီးနဲ့ကိစ္စအဲ့လိုတွေရှာစားတာအဲ့လိုတွေစီးပွားဖြစ်နေကြတာအဲ့တော့ဒါကမဲမပြည့်သေးလို့မနိုင်သေးဘူးနော်ဒီပတ်စံတွေကသူ့လက်ထဲမှာလေနှမ်းတစ်လုံးနဲ့စီမဖြစ်ပေမဲ့နှမ်းနေအများကြီးကြတော့ CO ကြီးဖြစ်သွားအောင်အဲ့ဒီပတ်စံနဲ့ကျန်တဲ့ another business တွေကိုသူကရင်းနှီးလောက်ကင်စားလို့ရတာငါးပြားမှာအတိုးပေးစရာမလိုဘူးရှင်တို့တွေကလည်း3000လောက်ကတော့တထားတယ်လိန်သွားလဲနေပလေးစေဒီလိုဟဲ့1000ခွဲလောက်ကတော့အေးစေလိန်သွားလဲဘာမှမဖြစ်ဘူးကျမပတ်စံ3000 1000ခွဲကိုလိန်သွားလဲဘာမှမဖြစ်ဘူးဆိုပေမဲ့ကိုလူလေကြတာတော့3000နဲ့လည်းမခံနိုင်ဘူး3သိန်းနဲ့လည်းမခံနိုင်ဘူး1000ခွဲနဲ့လည်းမခံနိုင်ဘူး3000နဲ့လည်းမခံနိုင်ဘူးစေတနာရှိလို့တရားရှိလို့တောင်းစားရင်3000ပေးလိုက်မယ်ကိုလူလေကြပြီးတော့မှယူတဲ့ဟာမျိုးတော့ကိုကငတုံးငါအဖြစ်ခံပြီးတော့မှတော့မပေးနိုင်ဘူးဒါပေမဲ့ကျမတို့စီကကိုတုံးတယ်ကိုအားတယ်ဆိုတာကိုပျော်ပျော်ကြီးအတုံးအခံနေကြတဲ့သူတွေများလို့အဲ့ဒီလိုလူတွေစီးပွားဖြစ်နေကြတာဟုတ်လားကားမဲနေချဲကနန်းနဲ့ရောင်းတဲ့နီးကတနည်းအလွတ်မဲရောင်းနေဆိုတဲ့နီးကတနည်းဟုတ်လားမှန်လားမမှန်ရင်ကျမကိုပြောလို့ရတယ်နော်ဆဲသွားမမှန်ရင်ဆဲသွားဖောက်လားပေါက်သွားပြီဘယ်သူတော့ပေါက်သွားပြီဘလို့အပ်လိုက်တယ်တွေ့လားနှစ်တွေကြာနေပြီလေနှစ်တွေကြာနေပြီမဲမပြည့်သေးလို့မဲပြည့်တယ်မပြည့်ဘူးလဲကိုလည်းမသိရမဲမပြည့်သေးလို့တတ်မှတ်မဲမပြည့်သေးလို့မလုပ်ပေးသေးဘူးနော်မဖောက်ပေးသေးဘူးနော်ဆိုပြီးတော့မှမဖောက်ပေးဘူးတစ်နှစ်ဘယ်လောက်ရှိထားလဲ1000ရထားရင်1000လောက်ကင်စားလို့ရတယ်2000ရထားရင်2000လောက်ကင်စားလို့ရတယ်3နှစ်ဟာဘာဖြစ်ဘူးလူတွေကလည်းအေးဆေးပဲဘာမှမဖြစ်ဘူးမဖောက်ပေးလဲဘာဖြစ်ဒီပတ်စံလောက်နေတော့ငါတို့မုံစားရင်ကုန်တာပဲဒါပေမဲ့လူဦးရေအများကြီးတိန်းနေချီတဲ့ချိန်မှာတစ်ဖက်မှာဘလို့အကျိုးစီးပွားဖြစ်ထွန်းသွားလဲအားတာနော်ပျော်ကြီးအားကြတော့ဒီလိုလူမျိုးတွေလှုပ်ရှားတဲ့သူတွေအတွက်စီးပွားရေးခွင့်ပေါ့ချမ်းသာတာပေါ့ချမ်းသာပြီးချမ်းသာတာပေါ့ဘယ်လိုတွေကြောင့်ချမ်းသာလဲသူစားစတမ်းပဲအဲ့တော့လူတွေကပြောတယ်သူလဲလို့သူလှုပ်ရှားတာနင်ကဘာမှဝင်ပြောနေစရာမလိုဘူးဆိုတော့အားလို့လေတဲ့သူတွေကဘယ်လိုလူမျိုးတွေစီကစားတာလဲအားတဲ့သူတွေစီကစားတာအဲ့တော့မအားရင် तू ကခံရမှာမဟုတ်ဘူးအားလို့ခံရတာဘာဖြစ်လို့အားတာလဲ तू ဘဟုတုတနဲလို့အားတာ तू ကဘာမှမကြားဘူးမသိဘူးလို့အားတာနော်ဆိုတော့ဘဟုတုတရှိအောင်ကျမတို့ကဘဟုတုတအနေနဲ့မျက်စိဖွင့်နားဖွင့်ပေးတာပွင့်ရင်တော့ကို့အကျိုးမပွင့်ရင်လည်းမတတ်နိုင်ဘူးကျမတို့ကတော့အကျိုးစီးပွားလည်းမယုံရော့သွားဘူးအကျိုးစီးပွားလည်းမတိုးပွားလာဘူးအဲ့တော့ကြားဖြတ်မယ်နော်မသိတာဘူးလေတယောက်3000တယောက်1000ခွဲမသိတာဘူးဖောက်လားမဖောက်ဘူးလေမပြည့်သေးလို့မဲမပြည့်သေးလို့ဘလောက်လူဦးရေတွေစီကဘလောက်ရထားလဲအကုန်လုံးကလည်းမဖြစ်ချင်ဘူးလေပတ်စံ3000လောက်နဲ့တော့ဖြစ်မနေဘူး3000လောက်နဲ့မဖြစ်နေဘူးဟုတ်လားအဲ့တော့သူ့ကိုချစ်လို့သူ့ဆိုလောက်ကြတာဘာဖြစ်တယ်လဲဆိုတော့ချစ်တဲ့ပရိသတ်များတဲ့သူတွေကပိုပြီးနာမည်ဂုဏ်သတင်းနဲ့ပိုပြီးထိမ့်သိမ်းရမှာလေအဲ့တော့ကိုချစ်တိုင်းဒီလိုမတော်မတရားနည်းတွေနဲ့စီးပွားရှာစားလို့မသင့်တယ်ဘူးလေမသင့်တော်ဘူးလေကိုချစ်တဲ့သူတွေများတယ်ဆိုတိုင်းဒီလိုမတော်မတရားနည်းနဲ့ဒီခေတ်ကလည်းလေသိလားဒီခေတ်ကရည်ရတယ်ရိုးပုံရိုးအားနဲ့ပုံစံပုံတုံးကြီးဆိုရိုးသားပါတယ်လို့ထင်တာကျမဆိုင်ဖွင့်တော့ကလေမနဲ့မိုးမလင်းသေးဘူးလာပြီးရွှေဆိုင်မလို့ပိုးတယ်ဆိုင်မလို့လာပြီးခိုးတဲ့တခိုးတွေအကုန်လုံးတောပုံစံပဲလုပ်ပြီးလာခိုးတာဘာဖြစ်လို့ကျမတို့ကရိုးသားတယ်ဆိုပြီးတော့မှဂယုမဆိုင်ဘူးလေတေးချာမကြည့်ဘူးလေအော်လူရိုးကြီးတွေပါဟင်းကျမတောသူတောင်းသားအောင်နှိမ်တာမဟုတ်ဘူးပြောပြတာအဲ့လိုမျိုးမှပလေးတာကိုပြောပြတာဆိုတော့အော်မလုံလောက်ပါဘူးဟေးမခိုးလောက်ပါဘူးတခါမြန်းကျမပိုးတဲ့အတိုင်းမှာရွှေစာကြီးတွေလေအစည်းလိုက်ကြီးခိုးသွားတာ CCTV မှာပြန်ကြည့်တော့မှတိလိုက်တာအစည်းလိုက်ကြီးခိုးသွားတာတောင်းထဲကိုထည့်ပြီးအုပ်လိုက်ကြီးတောသူတွေအုပ်လိုက်ကြီးအမလေးပိုးတယ်တွေဝယ်မယ်ချိတ်တွေဝယ်မယ်ဆိုပြီးလုပ်ပြီးတော့မှခိုးသွားတာနော်အဲ့ဒီကာလာကဓာကြီးဝမ်းဆက်ကို9000ပဲရှိတဲ့ချိန်မှာရွှေစာကြီးကတောင်း2000ခွဲလောက်ရှိတယ်အဲ့ဒါကိုအတွဲလိုက်ကြီး10တယ်တွဲလိုက်ကြီးခိုးသွားတာတောသူတောင်းသားရိုးသားတဲ့ဟန်ပန်တွေလှုပ်ပြီးခိုးသွားတာလူတွေရဲ့အတွင်းစိတ်ကိုသူတို့ကပလေးတာအဲ့တော့သတိထား